ရာဇာဟန်ကြီးရဲ့ကျူးတက်မှုကြီးပေါ့နော်ဒါတကြီးသမတ်ဆက်ရာဇာဟန်ကတကြီးသားလေးကိုဘလို့ကျူးလဲပေါ့ဒီထဲမှာဖတ်နေရင်းနဲ့ပေါ့နော်ကျူးချက်ကြီးကရှယ်ပါလားဆိုပြီးတော့ဖြစ်ရတဲ့စာအုပ်ပေါ့နော်သူက BN အမျိုးအစားစာအုပ် BN မကြိုက်တဲ့သူတွေအတွက်မဟုတ်ပေါ့နော်တချို့ကျလည်း BN ဆိုတာဘာမှမသိဘူးBN ဆိုတော့ wine to wine ပေါ့နော်ကျွန်တော်ဖတ်ဘူးတဲ့ BN စာအုပ်တွေကကြတော့ဒီမျိုးပေါ်မှာပုံမှန်အတိုင်း daily ဟာလေးတွေပါတယ်ပေါ့နော်ဒီစာအုပ်ကကြတော့ဘာလဲဆိုတော့ကြတော့ဒါတကြီးတမတ်ဆိုတဲ့အတိုင်းတကြီးဆိုတဲ့စကားလုံးအတိုင်းမှာရွာရဲ့ဒလေတွေရွာကိုပြန်ပြီးတော့ဆက်ရစာဟန်ကြီးကယူတာပေါ့နော်ဒီထဲမှာဆိုရင်ဆက်ရစာဟန်ကသူကရွာကိုပြန်သွားတဲ့သူဖွားစီပြန်သွားတဲ့အချိန်မှာတကြီးသားလေးကိုတွေ့ရပေါ့နော်အကုန်လုံးကတော့တကြီးသမီးကိုမှန်းနေထင်ကြတာပေါ့တကယ်တော့မဟုတ်ဘူးတကြီးသားကိုသူကလုံးဝကြွေတယ်ပေါ့လေအချစ်အကြောင်းလေးတွေကိုဒါရွာဒလေးရွာရဲ့အချင်းစရိုက်တွေဒီမှာဆိုတကြီးသမက်ကြားရွာစော်လောက်တာအဲ့လိုပေါ့နော်အချစ်အကြောင်းတီးတဲ့နေမဟုတ်ဘဲနဲ့ရွာရဲ့ဒလေးရွာရဲ့အကြောင်းတွေကိုပါဒီမှာထည့်ပြီးရောရေးသွားတယ်ပေါ့နော်ဒရမာလေးလည်းချိုးတာရှိတာပေါ့နော်ဒီစာအုပ်ကိုကြိုက်တဲ့သူတွေကတော့အရင်ညှိုးစရာမလိုတော့ဘူးပေါ့နော်တော်တော်များများလဲဝက်ပတ်မှာဖတ်ဘူးရင်ဖတ်ဘူးသားပဲတကြီးသမက်လေးနဲ့တကြီးသားလေးကိုအိမ်ခေါ်ခြင်းနေဆိုရင်တော့ကျွန်တော်စီကနေပြောခေါ်လို့ရပါတယ်တကြီးသမတ်လုံးမဲ့ကောင်းဆိုတဲ့စာအုပ်လေးပေါ့နော်ဟန်နီချန်ကရေးထားတဲ့စာအုပ်လေးဒီမှာဆိုရင်ပုံလေးတွေပါတယ်သူရဲ့ပုံလေးတွေပါတယ်ပေါ့နော်ဒီမှာသူ့ရဲ့စာမှတ်ကတ်လေးလည်းတက်ပါမယ်ပြီးတော့ဆိုရင်ဒီမှာ poster လေးတွေဒီမှာအင်္ဂါအထမ်းမွေပိုစတာလေးထိတ်တုံးလေးတွေဒီမဲ့ဒါလေးတွေပေါ့နော်အဲ့ဒါလေးတွေရောပါပါမယ်ဒီစာအုပ်ကိုကျွန်တော် rating အနေနဲ့ပေးရမယ်ဆိုရင်10မှာအဲ့လောက်ထိပေးရပေါ့နော်ဘာလို့လဲဆိုတော့ကြတော့ဒီအချစ်အကြောင်းတွေမဟုတ်ဘဲနဲ့ရွာရဲ့ဒလေးတွေရွာရဲ့အကြောင်းတွေပြီးတော့ဒီထဲမှာဆိုရင်နည်းနည်းပေါ့နော်ပညာပေးအရာလေးတွေလည်းပါတယ်ပေါ့နော်အဲ့လိုပဲဒီထဲမှာဆိုရင်ဒါပညာဒီ BN လေးရှိရမယ့်ပညာပေးအရာလေးတချို့ဟာတွေဆိုတချို့အကြောင်းအရာတွေဆိုရင်ပေါ့နော်ကျွန်တော်က BN ကိုအမြဲတမ်းဖတ်နေကြလူမဟုတ်တော့သူတို့ရဲ့ဟာလေးကိုနည်းနည်းမသိဘူးပေါ့နော်အဲ့လိုက်ရှာရတဲ့ဟာလေးတွေရှိတယ်သူကတော့ဆီယာမဟန်နီချန်ကရေးထားတဲ့တကြီးတမန်လုံးမဲ့ကောင်ဆိုတဲ့စာအုပ်ကြအထူကြီးပဲဒါစာမျက်နှာအနေနဲ့ကသူက939မျက်နှာအောင်ပါတယ်အနှစ်ကြီးတကယ်ကိုထူထူပိမ့်ပိမ့်နဲ့ရှယ်ဖတ်ရမယ့်စာအုပ်အမျိုးအစားBN ကိုမှရွာတလေးတွေလည်းပါတယ်ရွာစရိုက်တွေလည်းပါတယ်ဟာမျိုးတွေကြိုက်မယ်ပုံစံတစ်မျိုးလေးစမ်းသွားတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဖတ်ချင်တဲ့သူတွေအတွက်တရား recommend ပေးပါတယ်BN ချစ်သူတွေကတော့လုံးဝကိုအရင်ညွှန်ရမလို့တော့ဘူးပေါ့နော်ကျွန်တော်စီကနေပြောအိမ်ကိုခေါ်လို့ရပါပြီ